ကဲအားလုံးပဲမင်္ဂလာပါမင်္ဂလာရှိသောညချမ်းလေးပါကျွန်တော်ရဲ့တူတောင်ချစ်ကိုချစ်မှမြအားလုံးပေါ့နော်။နောက်ပြန်ဆိုလို့ရှိရင်ကျွန်တော်တို့8ရက်6လ2026เนาะ။ကဲတနင်္လာနေ့အဖွင့်နေ့လေးကိုပြန်လိုက်ပြီးတော့ရောက်ရှိလို့လာပြီเนาะ။ကဲတနင်္လာနေ့နေကုံစာเนาะအချင်းလေးတွေမိန်းလေးတွေပတ်သီးလေးတွေတင်ပေးရင်းနဲ့တပတ်စာနှစ်ချုပ်ဖြစ်တဲ့မပြောက်တဲ့ဇာတိုးလေးတွေကိုလည်းဒီဗီဒီယိုဖိုင်လေးထဲမှာပြောပေးသွားမှာဖြစ်လို့ပြီးဆုံးနိုင်အောင်ကြည့်ပေးပါเนาะ။နောက်တစ်ခုကဒီတစ်ပတ်မှာဆိုရင်ကျွန်တော်တို့ပိတ်ရပေါင်းရလောကမရှိဘူးရက်ပြည့်ဆော့ရမယ်เนาะဒါကြောင့်မို့ကျွန်တော်ရဲ့ညီကိုမောင်နှမတွေအားလုံးကိုနေ့စဉ်နဲ့မျှကျွန်တော်เนาะရတဲ့အချိန်လေးတွေမိန်းလေးတွေအားလုံးကိုလာပြီးတော့တင်ပေးမှာဖြစ်လို့เนาะအမြဲတမ်းမြင်တွေ့ကျင်နေဆိုတဲ့ညီကိုမောင်နှမတွေအားလုံးကเนาะကျွန်တော်ရဲ့ page ကို follow လေးတွေနှိပ်ထားဖို့မမေ့ကြပါနဲ့เนาะကဲဒီဗီဒီယိုပိုင်းလေးကိုမြင်နေတွေ့တဲ့ချိန်ကနေစလို့ကျွန်တော်ရဲ့ချစ်ကိုချင်းမှများအားလုံးကစိတ်ချမ်းသာခြင်းကိုယ်ကြီးကျမ်းမာခြင်းနဲ့ပြည့်စုံကြပါစေစီးပွားလက်လာပါတွေလည်းဒီအလားတိုးတက်ကြပါစေလို့ဆုမွန်ကောင်းလေးတောင်းပေးလိုက်ပါတယ်เนาะကဲကျွန်တော်တို့မနေ့ပြန်8ရက်6လ2026เนาะတနင်္လာနေ့အဖွင့်နေ့နေကုံစာပေါ့เนาะအချိန်လေးတွေမိန်းလေးတွေတင်ပေးနေကျွန်တော်တပတ်စာနှစ်ချုပ်ဖြစ်တဲ့မပြောက်တဲ့ဇာတိုးလေးတွေအခွေလေးတွေကိုလည်းထည့်ပြီးတော့ပြောပြသွားပါမယ်เนาะအားလုံးပြီးဆုံးအောင်ကြည့်ပါFacebook ကညီကိုမောင်နှမတွေကဒီဗီဒီယိုပိုင်းလေးကိုမြင်ပြီးတွေ့ပြီဆိုရင်ပုံမှန်တိုင်းပဲ like လက်မလေးတွေနှိပ်ပါ share မှု share အားလေးနဲ့ကူညီပေးပါကျွန်တော်ရဲ့ page ကို follow လေးတွေနှိပ်ကြပါဒါမှကျွန်တော်တင်တဲ့အားလေးတွေကိုနေ့စဉ်နဲ့မြင်ရတွေ့ရမှာဖြစ်ပါတယ်เนาะကဲဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီတစ်ပတ်မှာဆိုရင်မပြောက်တဲ့ဇာတို့အနေနဲ့ဆိုရင်2-3ခွန်ဖြစ်ပါတယ်เนาะ2-3ခွန်မှာအခွေသမားတွေကကျွန်တော်ရဲ့ကိုဒီမတွေအဲ့ဒါကပတ်တိုင်းခွေတာများပါတယ်ဒါကြောင့်မို့အခွေလိုက်တဲ့ညီကိုမောင်နှမတွေဆိုရင်လည်းဇာတို့အခွေသည်2-3ခွန်ဖြစ်ပါတယ်တေချာလေးမှတ်ပါကဲဒါဆိုရင်မနေ့ပြန်ကျွန်တော်တို့တနင်္လာနေ့အဖွင့်နေ့နေကုံစာမှာဝမ်းချင်းနေနေဆိုရင်တော့ကျွန်တော်ရဲ့ကိုဒီမတွေအားလုံးပဲ3-8အချိန်ပဲဖြစ်ပါတယ်เนาะ3နဲ့ပတ်သက်တဲ့ main ကွက်ကလေးတွေဆိုလို့ရှိရင်မနေ့ပြန်မှာကျွန်တော်တို့33ခွန်3234ပဲဖြစ်ပါတယ်33ခွန်3234ပဲဖြစ်ပါတယ်ဒါ3နဲ့ပတ်သက်တဲ့ main ကွက်ပါ8နဲ့ပတ်သက်တာဆိုရင်ကျွန်တော်တို့88ခွန်8284ပါ88ခွန်8284ပါဒါ8နဲ့ပတ်သက်တဲ့ main ကွက်ပါအကြိုက်ဆုံးပေါ့နော်ဒါမနေ့ပြန်တနင်္လာနေ့အဖွင့်နေ့တနေ့ကုန်စာပေါ့နော်အဓိကကျွန်တော်ထုတ်ပေးတဲ့ main ကွက်ကလေးတွေမကြိုက်လို့ကိုလုံးမိုင်ကိုကီရလို့တွဲဆော့ကတ်ဆော့ခြင်းနဲ့ဆိုရင်လည်းမနေ့ပြန်ကျွန်တော်တို့တနင်္လာနေ့အဖွင့်နေ့မှာအားအကောင်းဆုံးဒီ38ဝမ်းချိန်ပဲဖြစ်ပါတယ်เนาะအဓိကပတ်သီးကိုဦးစားပေးဆော့ခြင်းနဲ့ညီကိုမောင်နှမတွေဆိုရင်လည်းမနေ့ပြန်တနင်္လာနေ့အဖွင့်နေ့နေကုန်မှာအားအကောင်းဆုံးပတ်သီးဒီ3ပတ်သီး10ပတ်သီးအားကောင်းဆုံးဖြစ်ပါတယ်အကြိုက်တူရင်လိုက်ဆော့ပါစေတနာနဲ့တင်ပေးတာဖြစ်လို့ပေါက်လို့ရလို့လေဘာမှပေးစရာမလိုဘူးเนาะကဲအားလုံးပဲအဖွင့်နေ့မှာအားလုံးပဲအဖွင့်လှကြပါစေဗျ